ရွှေဖြစ်စေခဲ့သည်ကိုင်းလေးတော်မြို့နယ်တခွေကုံတရီဆောင်ငယ်သည်ပေါ်ထလုံးမောကောမတိုင်တီရွှေဖြစ်စေခဲ့သည်ကိုင်းရီတော်မြို့နယ်တခွေကုံတရီဆောင်ငယ်သည်ပေါ်ထလုံးမောကောမတိုင်တီ86မှာထူးမြဲရဲလာတဲ့မင်္ဂလာချိန်ခါပြာတော်လောက်စ9ရက်တနင်္ဂနွေနေ့မှာမုံဆိုးမကွင်းချေရွာတားလိုက်ရတနာကိုဝေးပွားခဲ့ပြီလူဘဝအနောက်ပဲရှောင်ထွက်ခါပြီ1303ခုနှစ်မှာစကွင်းကျောင်းလိုက်ဆရာတော်ဘုရားထံမှာရှင်သာမဏေပြုကသာသနာမြေမှာစံပြသာမဏေကျော်ပါကိုစာတကရီ1303ခုနှစ်ဇရတရခေနာသိန်းတော်မြတ်ကြီးမဟာဆရာတော်ဦးစိုးတိပါလပစ္စေပြု၍သာရှဟဲတရေကဥထုလာနေရှဟဲမေတော်တော်ဝေစိန်တို့မှာပစ္စေနကခေယူစွာအရှိအိန္ဒြေယဝဲအမည်သိငါကိုင်းကြီးတော်မြို့နယ်ငတိုင်းချောင်းမြို့ရဲ့ဆရာတော်ဘုရားထံမှာပရိယတ္တိကျမ်းစာများကိုကျိုးစားလို့ပြည့်တည်ယူလို့သာသာသနာအကျိုးကိုကျိုးစားလို့ပြည့်စတင်သေးဘူးလားကမထာနာစတိယနိုင်ငံတော်ဩဝါဒစတိယဗတ္တနာဥအိန္ဒရိယမထေရမြတ်ဟာနိုင်ငံတော်ဘဟုဝန်ဆောင်သာသနာအလုံးများကို1342ခုနှစ်ပေါင်း20ကျော်ဆန်းဆောင်လာခဲ့တာပါရမီတော်ထူးလို့ဝတ်စိတ်တော်စုခုလာ2009ခုနှစ်နိုင်ငံတော်ဩဝါဒစရိယပွဲကိုထိုက်တန်စွာချင်းမြင်ခံရတာကောစာတက္ကရီ1366မှာဧကမဟာကမထာနာစတိယဝတ်စိတ်တော်ချင်းမြင်လို့သာသာသနာမြေမှာထူးမြဲလာစွာဖူးထိုင်
98မှာခေါ်ယူစစ်တီစံဝါစုလေးရဲ့တွေ့မှာဘဝနာနဲ့စံနေတော်မူရှာတပြည့်တကမြာကဝိုင်းနေရင်ဖြာဝတ်တဲ့မူကအညို